American ဘူမိဆိုင်ရာသုတေသနအဖွဲ့ BUST ရဲ့ April 4 ရက်ခန့်မှန်းချက်တွေအရ April 11 ရက်အထိဖြစ်လာနိုင်ခြေရှိတဲ့နောက်ဆက်တွဲငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတွေအမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြထားတာကိုတင်ဆက်ပေးလိုက်ပါတယ်။စကိုင်းပြည့်ရွေ့နီးမှာဖြစ်ပေါ်တဲ့အဆိုပါငလျင်ကြီးကြောင့်စကိုင်းပြည့်ရွေ့ပေါ်မှာမြေလွှာရွေးရှားမှုကအလျား460ကီလိုမီတာနဲ့အကျယ်15ကီလိုမီတာခန့်ရှိခဲ့ကြောင်းခန့်မှန်းထားကြပါတယ်။ခန့်မှန်းချက်တွေအရအင်အား3နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေ69အကြိမ်20မှ220ကြားထိဖြစ်နိုင်အင်အား4နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေ69နှစ်ကြိမ်မှ22ကြိမ်ထိဖြစ်နိုင်အင်အား5နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေ54တူညမှ4ကြိမ်ထိဖြစ်နိုင်အင်အား6နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေ8တူညမှ1ကြိမ်ထိဖြစ်ပေါ်နိုင်နဲ့အင်အား9နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတူည1.9တဲ့အလားအလာရှိတယ်လို့ဖော်ပြထားပါတယ်ဒါဟာခန့်မှန်းသုံးသပ်ချက်ဖြစ်ပြီးတော့ငလျင်ဖြစ်နိုင်ခြေရှိပေမဲ့လည်းအလားအလာအလွန်နှဲပါတယ်လို့လည်းဖော်ပြထားပါတယ်အဆိုပါအင်အား9.9နဲ့အထက်ရှိသောမြေငလျင်ကြီးကိုရှေ့ပြေးငလျင် Foreshark အဖြစ်ဖြစ်နိုင်ခြေမှာ9ရ2.2ရှိကြောင်းခန့်မှန်းထားပါတယ်